ကလောမှာတရက်ချင်းနဲ့ဘလို့နေရာတွေမှာဘလို့ရှောက်လေလို့ရမလဲဆိုတာကို Advantage တို့ဒီ vlog လေးကိုကြည့်လိုက်အောင် Advantage မနေ့တပိုင်းကိုတော့၄နေရာပတ်လည်ခဲ့ပြီးတော့ညနေပိုင်းကြာလို့ရှင်ကြက်ကြီးဖို့အတွက်တောင်းပေါ်တော့မှာဖြစ်ပါတယ်ဒီ vlog လေးမှာတော့ Advantage ပထမဆုံးသွားခဲ့တဲ့နေရာ၄နေရာမှာဘာတွေသွားခဲ့တယ်ဘလို့တွေသွားပြီးတော့ဘလို့ပုံရိုက်ခဲ့လဲဆိုတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံး Ever famous experience သွားရပေါ့နော် baking subject လောက်ကြမှာပြီးတော့ဆက်ဆံရေးပါညာ smart class ကောင်းနေဆိုလို့ပေါ့နော်မှားလိုက်တာဖြစ်ပါတယ်ဒါတော့တကယ်ချင်းကအလုပ်တွေတဲလာပါတယ်ကြည့်ပါဦး Ever ရုပ်တရက်မြေမှိတ်သွားတဲ့အချိန်မှာပေါ်လာတဲ့ပုံစံကအမလီလက်လိုက်တာဆိုပြီးတော့ဖြစ်သွားတာပေါ့ဒါကတော့ Ever နားပါမယ်နားတဲ့နေရာမှာဆိုလို့ရှိရင်လည်း Ever bike ရန်အောင်နေတယ် Ever လေတအားအောင်တက်တယ်လေအစာအရင်ရှိတော့လေအောင်ပါညာနဲ့ဆိုဆေးတောက်ဖို့လိုတယ်ပြီးရင်အစာတွေပါစားတယ်ပေါ့အဲ့တော့မှအတိတ်မတက်တာချင်အောင်ဒါပေမဲ့ဒီဟာလေးကမစိုးတော့မစိုးဘူးပေါ့နော်စားလို့တော့ကောင်းတယ်တကယ်ချင်းကတော့ဆေးအများကြီးပေးပြီးတော့မှသူမကောင်းလို့ဆိုပြီးတော့နည်းနည်းကြေကွဲသွားတယ်ပေါ့ဒါကအခုတော့အိတ်ဆက်နေပါပြီဒါကလောရောက်ပါပြီကလောရောက်ချင်မှတရန်ကုန်သူဒုက္ခရောက်ပါပြီအေးစိတ်ရမယ်စက်သိန်းတောင်ထားရပေါ့နော်အဲ့ဒီတော့ဘယ်လိုသွားတော့တအားအေးနေတဲ့အချိန်အပဲချိန်လေဒီဇင်ဘာလားမသိဘူးသွားတာဆိုတော့ပေါ့နော်အရင်အေးနေပါတယ်ဒါတော့ Ever Genesis model မှာခဏတာသွားနားခေါ်အဖြစ်ပါတယ်ရှင်ဟိုတယ်ဝင်းလေးကလည်းလေတိတ်ဆိတ်ပြီးတော့မှအရင်အေဂျင့်ပြီးတော့တအားလာရယ်ဘယ်နေရာမှာပုံရိပ်မိုက်တယ်ပေါ့နော်ဒါတော့နေအောင်တော့တမဆုံးမြင်ရတယ်လို့မျိုးပဲဖြစ်နေရတယ်နည်းနည်းလေးနှွေးပြီးနေလို့ကောင်းပါတယ်ပေါ့အမမျက်လုံးကအရာဒီကုတို့ကအပိုအေးနဲ့ဆိုတော့မျက်လုံးကထနာပါတယ်မျက်စိနာခြင်းနေပြီဆိုတော့ရေနှွေးကက်မယ်ဆိုပြီးတော့ပေါ့နော်ရေနှွေးပါညာကတ်တယ်ဒါပေမဲ့အငွေးတောင်မပြန်နေတကယ်ပြီးတော့တကယ်ချင်းနေနဲ့မိတ်ကပ်ပါညာပြင်နေပေါ့နော်ပြီးတော့အစားကြောင့်မလေးစေးထက်တာပါတယ်ရုပ်ကိုကြည့်ပြီးတော့ဝေစားကြီးပါလက်ကိပါကြီးတိန်းတာပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ကမ်ပင်းအနေနဲ့တောင်ပေါ်သွားမှာဆိုတော့ပစ္စည်းတွေတခါတည်းတိန်းစီပြီးထားခဲ့တယ်ပြီးတော့အဲ့တော့စထွက်ပါပြီကလောက်ပထမဆုံးအဲ့ရောက်ဘူးอ่ะဆိုတော့ဘယ်တော့လို့သွားမှမသိရနဲ့အဲ့တော့ဟိုသွားလိုက်ကြတယ်လမ်းလျှောက်ပြီးတော့မှစိုက်ကဲငားခဲ့ပေါ့နော်အဲ့ဒါပါ3ဘိန်းငားခဲ့တယ်ပေါ့3ဘိန်းနံပါတ်လေးလည်းပြောပြပေးထားပါတယ်အရန်သဘောကောင်းပြီးတော့အရန်အဆင်ပြေတယ်ဒါတော့ဘာလို့ရှန်ခောက်သေးစားခဲ့ရပေါ့နော်ရှန်ခောက်အရန်တန်နေဈေးကတအားတန်တယ်ဒါပေမဲ့ရှန်ခောက်သေး fight တော့တိတ်မရနိုင်ဘူးပေါ့နော်ရိုးမသိကြာစံတုတ်လို့ဘာလို့တော့ဖြစ်နေတယ်ပြီးတော့အာလူကြော်တွေနေကြစီဝယ်ပေါ့ပြီးတော့ဒါဖျိုက်တောင်သွားပါတယ်ဖျိုက်တောင်ကလည်းဘာမှမဆုံးရောက်ဘူးပေါ့နော်နည်းနည်းလေးတော့ပူတယ်ဒါပေမဲ့တော်တော်လေးတော့ထူးဆန်းတာပေါ့မျက်လုံးလေးပါလေးလည်းအေးပြီးရှုကင်းလေးကောင်းနေပြီးတော့လိမ္မော်ချန်သွားပါမယ်လိမ္မော်ချန်ဝင်ကြည့်တော့ပေးရတယ်ပေါ့နော်ဘယ်လောက်မှတော့မရှိဘူးလိမ္မော်ချန်လေးကိုပတ်ကြည့်တော့လေလိမ္မော်နီးတီးနှံလေးတွေမွေးပြီးသေးသွားအေးလေးမှာလိမ္မော်တီးနှံလေးနဲ့စဉ်းစားကြည့်ပါအောင်အရင်စိတ်ရတာပိုကောင်းတယ်သူတို့ကတော့မခူးရလို့ပြောရပေါ့နော်အဲ့တော့လိုအကြံတဲ့လူတွေဖြစ်နေမှာဆိုလို့ပြီးတော့တငယ်ချင်းတဲ့တပ်ပုံတွေပါရိုက်တယ်အဲ့ဒီမှာလည်းတပွင့်ရိုက်လို့အရန်လှတယ်တော့ကင်မရာဖီးပါလည်းမပေးရဘူးဆိုတော့အရန်အဆင်ပြေရပါတော့အခုဒီ Ever ကုန်ကြစေးဆိုလို့ကိုကမုတ်စားမယ်ဆိုတော့မုတ်စားဖို့ကုန်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တခြားထွေးတူမကုန်သေးဘူးဝင်ခွင့်ကလည်း2000လားပဲပေးရတာပေါ့ပြီးရင်ဒီ3ဘိန်းဦးလေးရရလည်းအရန်တော့ကောင်းတော့ Ever 3000ခွဲလားပဲပေးရတယ်ထင်တယ်အပီးစီကိုလေအခုတော့ဈေးနည်းနည်းတက်လဲနည်းနည်းပေါ့ပြီးရင်တော့ Fairyland သွားပါ Fairyland ကတော့ဘာမှမသိဘူးပေါ့နော် Ever သွားရရှင်နေပူအားကြောင့်လည်းပါမယ်နောက်တစ်ခေါက်တော့တွားကြည့်မယ်လို့စိတ်ကူးထားတယ်ဒါပေမဲ့ဒီတစ်ခါကတော့6ကက်ပြီးတော့ဘာမှလည်းမရှိလို့အရင်ပြင်းလို့ဆိုပြီးတော့အဲ့ ticket နဲ့အေးလေးပဲဝယ်ပြီးပြန်လာတယ်ပေါ့နော်ရှောက်လိုက်မယ်ဆိုလို့ရှိရင်မှတ်ပုံတွေတော့မမေ့နဲ့နော်ဒါကတော့ Ever တောင်းပေါ်တောက်ဖို့အတွက်ပြင်ဆင်နေပါပြီကားနဲ့သွားပါတယ်သူတို့ခေါ်သွားတဲ့လမ်းတိုင်းပဲပေါ့နော်အဲ့တော့မှဟိုရောက်လို့ရှင်ပြင်းမှာဆိုလို့ဆိုစကားတောင်းတဲ့စကားလိုင်းရကောင်းမရဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့နေ့တဝက်နီးပါးလောက်ထိပေါ့နော်ရှောက်လေပြီးတော့နေရာကြီးလဲစုံသွားပြီလို့ထင်ပါတယ်ကျန်တဲ့နေ့တစ်ပိုင်းမှာဘာတွေလုပ်ပြီးတော့ဘယ်လိုဖြတ်တန်းကြမလဲဆိုတာကိုနောက် vlog လေးမှာတွေ့ကြမယ်နော် bye bye